အညွန့်တုံးအောင်မပြောပါနဲ့သားသမီးကိုချစ်ရင်အညွန့်တုံးအောင်မပြောနဲ့ဟဲ့ကောင်ငတုံးနင်ဘာမှသုံးမကြပါလားသူများချီကိုစားရမယ်ကောင်ဆိုတာမျိုးမိဘအများစုကပြောတတ်ကြတယ်ဗျပြောရင်လည်းခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ပြောတာသားသမီးတွေခင်ဗျာရှက်လဲရှက်ပြန်ပြောရအောင်လဲမကြင်မနှက်ဖြစ်ရအောင်လဲမိဘဖြစ်နေတော့ပြောရခက်တယ်အောင်းသက်ကြီးနဲ့ခံနေရတာပါပဲဒါလေးပြောတာဘာဖြစ်သွားမှမဟုတ်လို့လဲတချို့တွေကလည်းရမ်းမှတွေ့သေးတာဟုတ်ပါတယ်သူတို့ပြောသလိုအကြီးအကျယ်ရေးပါတဲ့ကိစ္စတခုတော့မဟုတ်ပါဘူးဒါပေမဲ့တခါတလေမှာအဲ့ဒီမကြီးကျယ်တဲ့ကိစ္စလေးတွေကပဲကိစ္စအကြီးပြဿနာကြီးတွေကိုဖြစ်စေတာပါကမ်းနားမှာရက်ထားတဲ့လှေမှာအပေါက်သေးသေးပေါက်နေတဲ့ကိစ္စမရှိပါဘူးမြစ်ထဲချောင်းထဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါက်သေးသေးလေးကရေနစ်တဲ့အထိဖြစ်စေမယ်ပြဿနာပဲကိုသားသမီးဆိုပြီးတော့တင်တို့တသက်လုံးတင်ကြွေးထားမှလည်းမဟုတ်ပါဘူးအချိန်တန်တဲ့အခါဒီကလေးတွေဟာလောကထဲမှာရုန်းကန်လှုပ်ရှားကြိုးစားကြရမှာဓမ္မတာပါလောကကြီးရဲ့စိန်ခေါ်မှုအခက်အခဲတွေကိုရင်ဆိုင်ရမယ့်ကလေးတွေကိုအားပေးရမယ်အစားဘာမှသုံးမကြဘူးသူများမစင်စားရမယ်ကောင်လို့ပြောပြီးတော့အညွန့်ချိုးတင်ပါသလားမိဘတွေပြန်စဉ်းစားတင်ပါလေဒါဘာနဲ့တူတယ်လဲဆိုရင်တိုက်ပွဲဝင်ကန်ဤသူရဲကောင်းနင်းကတော့မပြန်လန်းသွားနေတာပဲလို့ပြောလိုက်တယ်လို့ပဲပြောတဲ့သူအတွက်မသိတာပေမဲ့အပြောခံရတဲ့သူစိတ်ထဲမှာဒီစကားလွယ်လွယ်နဲ့မပြောက်သွားဘူးနာကြီးလို့မဟုတ်ဖဲကိုမသိစိတ်ထဲမှာမှတ်မိနေတာပါအချိန်ဖန်များစွာအခုလိုပြောခံရတဲ့ကလေးများဘဝစိတ်နှလုံးတွေညှိုးငယ်ယုံကြည်မှုတွေပျောက်ရဲရဲမှုတွေကုန်ဆုံးပြီးတော့လောကအလေသေးတင်စွာနဲ့အသက်ရှင်သွားရတော့တယ်ဟိုဟာဆိုလဲမလုပ်ရဲဒီဟာဆိုလဲမပြောရဲရကြရှိတာတော့မတောင်းရဲတယ်တရေပေါ်နေတဲ့ကလေးတွေရှိနေတာမိဘတွေပြိုးထောင်မှုမတက်လို့အပြောဆိုမတက်လို့ပါပဲဒါကြောင့်မလို့သားသမီးကိုချစ်ပါမနှစ်ပါနဲ့ပြုပြင်ပေးပါမနှိမ်ချပါနဲ့ဆုံးမပါအညွန့်မချိုးပါနဲ့လို့မိဘတွေကိုအတိပေးလိုက်ပါစေခင်ဗျာ